နော်ထာမင်းကြီးဟာရှင်အရဟံမထေရမျက်စီကနေတရားဒေသနာတော်တွေကိုနိုင်ယူခဲ့ပြီးတဲ့နောက်မှာတော့တိုင်းပြည်အတွင်းဗုဒ္ဓသာသနာကိုပုံမခိုင်မာလာစေဖို့ဗိဓကတ်သုံးပုံကိုပြည့်ဆောင်မှုအတွက်လိုအပ်လာခဲ့ပါတော့တယ်။ဒါကြောင့်ပဲနော်ထာမင်းကြီးဟာတိုင်းပြည်အချင်းချင်းစစ်မီးမတောက်စီပဲငြိမ်းချမ်းတဲ့နီးလန်းတဲ့သာသနာပြုလိုတာကြောင့်တထုံမီရဲ့အရှင်သခင်မနူဟာမင်းထံကိုတန်မိုးကြီးမားတဲ့လက်ဆောင်ပနာတွေနဲ့အတူဗိဓကတ်သုံးပုံကိုရိုသေစွာတောင်းခံမှုအတွက်ကျက်စစ်သားညောင်ဦးပြီးငထွေယူးနဲ့ငလုံးလက်ဖယ်တို့ကိုတန်တမန်ဖွဲ့ပြီးဆေလွတ်လိုက်ပါတော့တယ်။ပကံနိုင်ငံတော်ကြီးကိုတရားဓမ္မနဲ့ယဉ်ကျေးမှုတွေထွန်းကားဖို့အတွက်မျှော်လင့်ချက်အားလုံးဟာဒီတန်တမန်ခီးစဉ်ပေါ်မှာမူတည်နေခဲ့တာပဲဖြစ်ပါတယ်။နော်ထာမင်းကြီးဆေလွတ်လိုက်တဲ့တန်တမန်အဖွဲ့ဟာဗိဓကတ်သုံးပုံကိုပေးဆောင်မှုအတွက်တထုံနိုင်ရင်မြန်မာခါစားခဲ့ပါတယ်။ဒါပေမဲ့မမာနထောင်လွှားလာတဲ့တထုံမနူဟာမင်းကြီးဟာပကံပြည်ကိုယဉ်ကျေးမှုမရှိတဲ့လူရိုင်းနေလို့အထင်သေးစိတ်နဲ့ညှင်းပယ်လိုက်ပါတော့တယ်။ဒီစကားဟာပကံပြည်ကိုပြန်လည်ရောက်ရှိသွားတဲ့အခါမှာတော့အနော်ထာမင်းကြီးဟာလွန်စွာဒေါသထွက်သွားပါတော့တယ်။ဒါကြောင့်ပဲသာသနာတော်အတွက်ကောပကံပြည်ရဲ့ဂုဏ်သိက္ခာအတွက်ပါတထုံပြည်ကိုစစ်ချီဖို့ချက်ချင်းအမိန့်တော်ချမှတ်လိုက်ပြီးစစ်ကြေညာလိုက်ပါတော့တယ်။ဒါကြောင့်ကျန်စစ်သားဦးဆောင်တဲ့သူရဲကောင်းလေးဦးနဲ့ပကံတော်ဝင်တပ်မတော်ကြီးဟာတထုံပြည်ကိုချိန်မုံမှုအတွက်စစ်မြေပြင်ကိုတရှိန်ထိုးချီတက်လာပါတော့တယ်။အခိုင်အမာကာကွယ်ထားတဲ့တထုံခန္ဓာကြီးကိုကျန်စစ်သားနဲ့သူရဲကောင်းကြီးတွေကဘယ်လိုဖြူဟာတွေနဲ့တိုက်စစ်ဆင်သွားမလဲဆိုတာကိုတော့နောက်တစ်ပိုင်းမှာစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။